အခုဆိုရင်မစ်ဆွေရဲ့ဘောစီကကလေးတွေကအဖွဲ3ဖွဲကွဲသွားပါပြီအဖွဲကတော့တကြမှာအလှဆုံးဖြစ်နေပေါ်အားခဲထားတဲ့အဖွဲပေါ့နော်မစ်ဆွေရဲ့တကြမှာနှခမ်းပန်းရောက်တလေးနဲ့ဖြတ်တန်းလို့ရပြီအခုဆိုယုံကြည်မှုအရန်ရှိနေပြီနှခမ်းမဲတာဘာနဲ့ပဲလုံးမပြောက်ဘူးကိုကြည်လေးဖိုင်နဲ့လုံးဝကိုပန်းရောက်ပြတ်တက်လာပြီဆိုပြီးတော့မစ်ဆွေလာကြောတဲ့တစ်ခွက်ကရှိရဲ့ဒုတိယတစ်ခွက်ကကြတော့မစ်ဆွေရဲ့တကြမှာနှခမ်းပန်းရောက်တလေးနဲ့အဖက်လက်နာလေးတက်တာချင်းနဲ့အခုမှစပြီးဆိုးမှဆိုလို့ရှိရင်မိလောက်လာရင်တကြမိကျမရဲ့နှခမ်းလေးပန်းရောက်ပြတ်တန်းနိုင်လားအဖက်လက်နာလေးတက်တာနိုင်လားဆိုတဲ့တစ်ခွက်ပေါ့နော်နောက်ဆုံးတစ်ခွက်ကကြတော့သူတို့အိမ်မှာရှိသမျှလူတွေအတွက်ထက်လာမှာပြတာပါရှင်သူတို့ရဲ့ရွှေမျိုးသားချင်းတွေအတွက်မစ်ဆွေရေးပေးပါအောင်၄ဘူးလောက်သူတို့ရဲ့တငယ်ချင်းတွေအတွက်မစ်ဆွေရေးပေးပါအောင်9စုံလောက်ဆိုတော့မှအဲ့လိုမျိုးတွေထပ်ပြီးတော့မှလာမှာပေးကြပါတော့အဲ့တော့မစ်ဆွေရေးတခြားမီနှခမ်းပန်းရောက်ပြတ်တန်းနိုင်လားအဖက်လက်နာတက်တာနိုင်လားဆိုတဲ့ဒုတိယအခွက်ကမစ်ဆွေပြောချင်ပါလေနှခမ်းမဲတာပန်းရောက်ပြတ်တန်းလာဖို့နှခမ်းအကွဲတာတက်တာဖို့နှခမ်းအဖက်လက်နာတက်တာဖို့အတွက်ဆိုလို့ရှိရင်အချိန်ကလုံးဝမိပါတယ်အခုကနေစဆုံးမဲ့ဆိုလို့ရှိရင်ပေါ့နော်ပြဿနာကတစ်ခုပဲမစ်ဆွေတို့တင်မှာ stock အရေးအတွက်ကအရင်နည်းနေပြီမို့လို့ကိုကအမိမဝယ်နိုင်ဘူးဆိုလို့ရှိရင်တော့ဒါပြဿနာပဲပေါ့နော်ကိုရီးယားရဲ့နောက်ဆုံးနည်းပညာကိုသုံးထားတဲ့ရွှေအစ်စ်ပါတဲ့အကြောင်းပြောင်းချစ်လေး fine ချစ်ရွှေချီနဲ့အမဲကဒါကုန်သွားရင်စက်ရုံကလုံးဝထမလာတော့ဘူးအယောင်အသည့် update ခလာပဲလာတော့မှာမလို့အခုရှိတုံးလေးအမြတ်ဦးဆုံးလာမှာထားပါလို့ပြောချင်ပါတယ်